ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီချုပ်တာရစ်ခေယဟန်သမရအဖြစ်မဲပေးအခါမှာအနိုင်ရပြီးယနေ့ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်မည်ဟုကြေညာထားသည် The Times of India စပိန်ဆက်သွယ်ရေးပလက်ဖောင်းကြီးများဖြစ်တဲ့ Meta, TikTok တို့အပေါ်လာထုတ်လုပ်ထားသောကလေးဆယ်ဆိုးမှုဗီဒီယိုများပြန့်နှံ့နေသည်ဆိုပြီးစုံစမ်းစစ်ဆေးရန်ဖော်ပြထားသည် Reuters အစ္စရေးနှင့်အတောင်မြောက်ဘန်ကောက်အစိုးရလက်အောက်အမျက်ထိန်းဝင်ဖြစ်နေတဲ့ဧကာကန့်တွင်သတ်မှတ်တည်နေရာအသစ်များနှင့်စစ်ဖိအားများကြောင့် Jordan is next လို့ယူဆချက်တွေထွက်ရှိနေသည် Al Jazeera တရုတ်နှင့်အရှေ့အာရှတရုတ်နိုင်ငံတွင်သတင်းထောက်2ဦးကိုအဂတိလိုက်စားမှုနှင့်ပတ်သက်ပြီးဖမ်းဆီးထားကြောင်းသတင်းထွက်နေသည် Bar Mizima Com သတင်းအကျဉ်းချုပ်ယနေ့သတင်းထဲမှာတရုတ်နှင့်အာရှဒေသဆိုင်ရာစီးပွားရေးနိုင်ငံရေးအခြေအနေများစီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးမှုများနှင့်နိုင်ငံတကာအရေးကြီးဖြစ်ရပ်များအဓိကထားပြောပြထားပါတယ်။တင်ထက်လည်းစိတ်ဝင်စားတဲ့သတင်းအကြောင်းအထူးတစ်ချက်ရှာဖွေဖို့လိုလားလား။ဥပမာအာရှမြန်မာနိုင်ငံသုတေသနနိုင်ငံရေးသတင်းတွေစသည့်အကြောင်းအရာ